Hi ချစ်တို့ရေဝတ်သားကိုတော့ရမ်းကြိုက်တယ်။အီမာတော့ကြောက်တယ်ဆိုတဲ့သူလေးတွေရှိလား။လုံးဝမအီစေရဘူး။ဝမ်ကတရက်ချင်လေးနဲ့လေဝတ်သားလေးနဲ့ကိုအညာချက်လေးချက်မှာဖြစ်ပါတယ်။ဝမ်တို့လိုအညာဒေတာမရှိတဲ့သူလေးတွေဆိုရင်လေအညာချက်လေးတွေချက်ရတာရောစားရတာကောအရန်ကိုသဘောကျတာနော်။အမလီဝတ်သားရဲ့အီဓာတ်ကတရက်ချင်နဲ့လဲတွေ့ရောလုံးဝမအီတဲ့အပြင်လေစားလို့အရန်ကိုကောင်းတာနော်။ဝတ်သားကိုတော့ဝမ်ကပေါင်သားလေးတုံးထားပါတယ်။ပေါင်သားလေးကိုနေတော်တုံးလေးတွေတုံးပြီးတော့ကြတော့ရေးဆေးပြီးတော့စစ်ထားမယ်ပေါ့နော်တရက်ချင်လေးရတော့ဒီလိုမျိုးအထုပ်ကလေးနဲ့တထုပ်ဘဝဝယ်ထားပါတယ်ကဲဝတ်သားလေးကိုအရသာနေမယ်ဝမ်ကတော့အမေကြီးဟင်းချက်အနှစ်မုံလေးကိုသုံးပါတယ်အမေကြီးဟင်းချက်အနှစ်မုံမှာဂျင်းကြက်သွန်အဖြူအနီးစနွင်းအယောင်တင်နဲ့အရသာလည်းအကုန်လုံးပါပြီးသားဖြစ်လို့ဘာမှထထည့်စရာမလိုပါဘူးအမေကြီးဟင်းချက်အနှစ်မုံတထုပ်ဆိုရင်အသားငါး20သားချက်ပြုတ်လို့ရပါတယ်အသားငါးနေမဟုတ်ပဲနဲ့ပင်လယ်စာလေးတွေလည်းချက်ပြုတ်လို့ရပါတယ်စီတက်ပြီးတော့ပဲချက်မလားလုံးချက်လေးပဲချက်မလားဘလိုလေးပဲချက်ရပါတယ်ဝဝငါပေါ့မှာကြောက်တဲ့အတွက်စားလေးနဲ့ထပ်ထည့်ပြီးတော့နေလိုက်ပါတယ်ဝတ်သားလေးကိုအရသာလေးဝင်သွားအောင်လို့7မိနစ်15မိနစ်လောက်နှက်ထားပါမယ်အရောင်လေးလည်းအရန်လှတယ်နော်တရက်ချင်လေးကအရန်ချင်မှာဆိုတဲ့အတွက်ဝဝငါတော့ရေလေးတရေဆေးပြီးတော့စစ်ထားလိုက်ပါမယ်ကဲလုံးချက်လေးတဲမှာဖြစ်တဲ့အတွက်တဲအိုးလေးကိုဝတ်သားထည့်မယ်စီထည့်မယ်ပြီးတော့အညာချက်လေးဖြစ်တဲ့အတွက်ဝဝငါငပိစိမ့်သားလေးနည်းနည်းထည့်ပြီးတော့ချက်ပါမယ်အရသာလေးလေးပေလေးနဲ့ပို့ပြီးတော့စားကောင်းတာပေါ့နော်ခရညင်သီးလေးတစ်လုံးကိုလည်းလှီးပြီးတော့ထည့်လိုက်ပါမယ်ပြီးပြီဆိုရင်အသားထွက်တဲ့အရည်လေးနဲ့ပဲအရင်ဦးဆုံးခြောက်နေအောင်လို့လုံးပါမယ်စီလေးပြန်ပြီဆိုရင်တော့ရေလေးထည့်ပြီးတော့အသားလေးဤသွားတဲ့အထိအဖုံးလေးအုပ်ပြီးတော့တည်ထားလိုက်ပါမယ်အမေကြီးဟင်းချက်အနှစ်မုံကချက်ရတာလွယ်ကူမြန်ဆန်တဲ့အတွက်ကြောင်သမားရုံသမားတွေအတွက်ကိုအဆင်ပြေပါတယ်ဝတ်သားလေးကလည်းစီးပြန်ပြီအသားလေးတွေကလည်းဤပြီဆိုရင်တော့ခုနတရက်ချင်လေးတွေကိုထည့်လိုက်ပါမယ်တရက်ချင်လေးနဲ့ဝတ်သားလေးနဲ့ကိုခဏလုံးပါမယ်လုံးပြီးပြီဆိုရင်တရက်ချင်လေးတွေဤသွားအောင်လို့ရေနွေးလေးနဲ့ထည့်လိုက်ပါမယ်စီပြန်လေးမဟုတ်ဘူးနော်ညာချက်လေးတွေဆိုရင်အရေလေးနဲ့ချက်ကြတာများတယ်ပေါ့နော်ဒါဆိုရင်တော့လုံးဝလည်းမဤတော့ဘူးစားလို့လည်းအရန်ကောင်းတာနော်ကဲပွက်ဆူလာပြီဆိုရင်အပေါ်ကနေမြုပ်သီးစိမ့်လေးအုပ်လိုက်ပြီဆိုရင်တော့ဒါရတာရှိတယ်တရက်ချင်နဲ့ဝတ်သားချက်လေးရသွားပါပြီရှင်ကဲအရှင်မမေမေတွေမြန်ဆန်ဆန်လွယ်ကူကူနဲ့ချက်ချင်နေဆိုရင်တော့အမေကြီးဟင်းချက်အနှစ်မုံလေးရှိမှအဆင်ပြေမယ်နော်ဝဝငါတော့လေအမေကြီးဟင်းချက်အနှစ်မုံကိုအမြဲတမ်းဆောင်ထားတယ်ဝဝတို့လိုအချိန်မရှိတဲ့လူလေးတွေဆိုရင်မြန်ဆန်ဆန်ချက်ချင်နေဆိုအရန်အဆင်ပြေတာကဲဝဝငါတော့ထမင်းတွေကိုတပကံပြီးတပကံစားပါပြီရှင်စားကြပါအောင်ရှင်ဝဝကျွေးပါရဲ့နော်ကဲနီးရဆိုင်မှာအမြန်ဆုံးပြေးပြီးတော့ဝယ်ထားလိုက်တော့နော်အမေကြီးဟင်းချက်အနှစ်မုံလေးရှိမှအားလုံးပြည့်စုံမဲ့အိမ်ရှင်မတို့ရေ